ဟုတ်ပြီမြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေတဲ့အချိန်မှာမြတ်စွာဘုရားကိုအားလုံးကထောက်ခံတာမဟုတ်ဘူးထောက်ခံတာမဟုတ်ဘူးမြတ်စွာဘုရားကိုထော်လောကန့်လန့်လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲရှိခဲ့တယ်မြတ်စွာဘုရားဟောတဲ့တရားကိုပြည့်ရပြုခဲ့တယ်ညင်းခဲ့တယ်ညင်းခုန်တယ်ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေဟာအများကြီးရှိခဲ့တယ်ထင်မယ်ထင်ရှားတဲ့ပုဂ္ဂိုလ်တယောက်ကတော့မြန်မာလူမျိုးတွေကတော့သစ္စကကိုပရပိုက်လို့သိကြတယ်အဲ့ဒီသစ္စကကြီးဟာထင်ရှားတဲ့အပိုင်းကဏ္ဍမှာရှိတယ်တကယ်တော့စာပေကျမ်းဂန်အရပြောမယ်ဆိုရင်ပရိဘာဇကဆိုတာမဟုတ်ဘူးသူကနိခန္ဓပုဒ္ဒလို့ပဲဆိုတယ်နိခန္ဓရဲ့သားသမီးလို့သူကဘာသာရေးသမားဟုတ်ပုံမရဘူးဘာသာရေးသမားဟုတ်ပုံမရဘူးနိခန္ဓပုဒ္ဒောလို့သာဆိုတာနိခန္ဓပုဒ္ဒောဆိုတာသူ့အမေနဲ့သူ့အဖေကနိခန္ဓနဲ့နိခန္ဒီငါတို့မှာကိလေသာအထုံးဖွဲ့မရှိဘူးဆိုပြီးတော့အယူဝါဒပြိုင်တဲ့ပုဂ္ဂိုလ်နှစ်ဦးကနေမွေးဖွားလာလို့သူ့ကိုနိခန္ဓပုဒ္ဒောလို့နိခန္ဓရဲ့သားနိခန္ဓဆိုတာငါမှကိလေသာအထုံးဖွဲ့တွေမရှိဘူးလို့ကိုယ့်ကိုကြေညာတဲ့ပုဂ္ဂိုလ်အဲ့တော့စာပေကျမ်းဂန်အရာဆိုလို့ရှိရင်တော့အထက်ကထာတော့ရေးခြင်းရေးမယ်ပါဠိတော်ကိုကြည့်လို့ရှိရင်သစ္စကောနိခန္ဓပုဒ္ဒောလို့ပဲဒီလိုပဲသုံးတယ်သစ္စကောပရိဘာဇကောလို့မသုံးဘူးမသုံးသည့်အတွက်ကြောင့်သူဟာဘာသာရေးသမားတူဟုတ်ချင်မှာဟုတ်ပဲနော်တွေးเสียတစ်ခုပြောပြတာနော်စာပေနဲ့တွေးเสียတစ်ခုထက်ကထာတွေကတော့ပရိဘာဇကဆိုတဲ့အသုံးကိုသုံးတာရှိတယ်သို့တော့မူရင်းကျမ်းမှာနိခန္ဓပုဒ္ဒလို့သုံးလာတယ်သူဘာလုပ်နေတယ်လဲလို့ဆိုရင်စဉ်းစားကြည့်လို့ရှိရင်ပရပိုက်ဆိုလို့ရှိရင်ပရပိုက်ရဲ့အယံမှာလူဘဝခွာရှောင်ပြီးပရပိုက်အယံမှာနေရမှာဒါပေမဲ့သူနေတာကပရပိုက်အယံမှာနေတာမဟုတ်ဘူးဝေသာလီပြည်မှာလိပ်ဆွေမင်းသားတွေကိုပညာသင်ပေးတဲ့ဆရာတရားအနေနဲ့နေတာနော်မြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာဒါကြောင့်မို့လို့သူ့ကိုနိခန္ဓပုဒ္ဒလို့သာဆိုတယ်ပြပိုက်လို့မဆိုဘူးပေါ့ဒါလဲတတိထားစရာစဉ်းစားစရာတစ်ခုပြောပြတာနော်ပြပိုက်လို့ရေးတာလေးလည်းရှိတယ်ပေါ့အဲ့တော့သူ့အနေထားကြည့်ရတာဟာအငင်းခုန်လုံးတတ်တဲ့ပြပိုက်ဘာသာဝင်ဟုတ်ဖို့မရဘူးလို့သို့တော့ပညာတတ်မာနကြီးသူ့ကိုယ်သူသိပြီးတော့တတ်လာတယ်လို့ယူဆတဲ့ပုဂ္ဂိုလ်တူတယောက်တော့ဟုတ်လိမ့်မယ်သူ့မှာမေရရအယူဝါဒရဲ့လို့ဘာမှသိပြီးတော့ညင်းတာခုန်တာသိပြောတာမရှိဘူးသို့တော့သူ့အမေကဝါဒ900သူ့အဖေကဝါဒ900ဝါဒ1000တတ်တယ်လို့တော့ဆိုတယ်ပေါ့နော်ဒီသစ္စကတုတ်နှစ်တုတ်ရှိတယ်ထင်မယ်သုလသစ္စကတုတ်နဲ့မဟာသစ္စကတုတ်ကိုကြည့်လိုက်မယ်ဆိုရင်သူ့ကိုပြိဘာဇကောလို့မပြောဘူးနိခန္ဓပုဒ္ဒောလို့တွင်ပြောထားတယ်ဒါကမှတ်သားစရာလေးတစ်ခုပြောပြတယ်မြန်မာပြည်မှာတော့ဒီဇိနထပကသနီတို့ဗုဒ္ဓဝေနုကနေပြီးတော့သစ္စကပြပိုက်ကြီးကိုချွတ်တယ်လို့ဒီလိုပဲရေးချတာပေါ့နော်ဒါလည်းပဲပြပိုက်ဆိုတဲ့အသုံးရှိလို့ရေးတဲ့သဘောပဲဖြစ်လိမ့်မယ်မူရကျမ်းကိုကြည့်မယ်ဆိုရင်တော့အဲ့ဒါလို့ဆိုတာမဟုတ်ဘူးပေါ့ကောင်းပြီသူဟာမြတ်စွာဘုရားကိုဆန့်ကျင်တဲ့ထဲမှာထင်ရှားတဲ့လူတစ်ယောက်တစ်ခုဖြစ်ခဲ့တယ်အဲ့ဒါလို့သစ္စကကြီးဟာမြတ်စွာဘုရားနဲ့တွေ့ပြီးတော့တရားတော်မှာနားလဲရသဖြင့်နှစ်ကြိမ်နောက်ထပ်တစ်ခါထပ်တွေ့သေးတယ်မဟာသစ္စကတောင်အဲ့ဒီအချိန်မှာလည်းဘုရားကိုယိသွားသေးတယ်သူဟာကြည်ကြည်နက်နက်ကြီးလက်ခံသွားတာမဟုတ်ဘူးသို့တော်လည်းဒီသစ္စကဘဝတော်တော်လေးဘုရားမရှိတော့တဲ့နောက်မှာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာတီဟိုကျွန်းမှာကာလဗုဒ္ဓရခိတဆိုတဲ့နာမည်နဲ့ယန္နာဖြစ်တယ်တီဟိုကျွန်းမှာယန္နာဖြစ်သွားတယ်နောက်ပိုင်းကျတော့အဲ့တော့သစ္စကဟာဒီဘဝမှာမကျွတ်ပေမဲ့လို့
အဲ့ဒီဘဝရဲ့အထုံပါရမီအနေနဲ့မြတ်စွာဘုရားသာသနာတော်မှာပဲသူယဟန္တာဖြစ်သွားတယ်လို့ဒီလိုမှတ်သားရတယ်ပေါ့နော်တက္ကရာမှာမှတ်သားထားတာပါ